不是这谁打的少呢？哦，下巴一边。ကျွန်တော်အခုမှစားရလွတ်ပြရမှာတမျိုးလို့ကျိုးကြရင်တော့ထွက်ကြမှာပဲဒီနေ့ကတော့ရင်းနေသတော်ဝါပေါင်းလေးစားမယ်ကွာအစုံပဲဒီကောင်တွေကတော့တရားရေးဆေးနေကြမလို့တော့ဆေးနေကြလိုတဲ့ကောင်လေးကိုငါးဆိုရင်ဘာနဲ့ဆေးရလဲဆိုတော့ကြောက်ချင်တဲ့ဆေးမယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့စားဖို့တော့ဖန်တီးမှာတော့ရင်းနေသတော်ဝါလေးဖြစ်ပါတယ်ရှာဖွေထားပါတယ်ခင်ဗျာဒေအိုးနဲ့မချက်စားပဲနဲ့ဒီနေ့ကတော့ဘာနဲ့ချက်စားမလဲဆိုတော့ဝါလုံးနဲ့ချက်စားမှာဖြစ်ပါတယ်ဝါလုံးလေးကိုရင်းနေသတော်ဝါလေးထည့်ပြီးသွားရင်ကျွန်တော်တို့အရသာနေပြီးချက်စားလိုက်မယ်ဆိုရင်အရသာဘယ်လိုနေမလဲဆိုတော့ကျွန်တော်တို့ရင်းနေသတော်ဝါတော့နည်းနည်းရှာဖွေထားရပေါ့ဗျာဝါလုံးမှာအထဲကိုတေချာကလီယာလောက်ပြီးသွားပြီအရသာပပလေးပုတ်မယ်အရသာမုံရဲ့စားရပါဟာစားပြီးကကောင်းတယ်ကွာတဲထီပါငားလာရောက်လားဘာငားရလဲတော့လောက်ပါဒါအကုန်နှထောင်ဘူးမနက်ရှိုးပဇွန်လဲပါတယ်ဓမ္မငားလဲပါတယ်အိုးဒီပဇွန်ကပိုကြီးတယ်ဟာနည်းတစ်ချက်ကြည့်မယ်နော်အေးပါသားပဇွန်က30သားတစ်ထောင်နဲ့အိုးလက်ဆက်တက်ကြီးဟာလှောက်နေတော့နေသေးတယ်တကယ်ကြီး9000အကောင်တောင်းမှုရအောင်2000မိုးကတော့ကျွန်တော်တို့ကျုံးလိုက်ပြီဗျာယူလိုက်ပြီနော်2000မိုးမီးကတော့ ready ဖြစ်နေပြီဟာငါမြန်လေးလောက်လိုက်မယ်ငါကလည်းထပ်ဝယ်ထားတော့ထပ်စားရတာပေါ့ငြိုသီးနှစ်ပါဆက်လေးပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်5ချက်မယ်ဆိုတော့နည်းနည်းလေးခြံထားအောင်မယ်ဒီလောက်ပဲထည့်ထားမယ်အရင်ဆုံးကဲကျွန်တော်အရင်ဆုံးငယ်လိုက်မယ်ဗျာစီမက်ထည့်ပဲနဲ့အရင်နယ်ထားမယ်နော်စွန်းနေမဟုတ်မေ့သွားလို့စွန်းနေမဟုတ်ထပ်ထည့်ရမှရမယ်စီလေးထည့်ပါမယ်စီကတော့ကတ်တက်ကရပါဗျာစီလေးထည့်နောက်ပြီးလက်စေးလေးထည့်လိုက်ရင်ပြီးဆုံးရပါပြီဗျာနည်းနည်းမရတော့ဒါကျွန်တော်တို့နောက်ဆုံးမှာပဲအုပ်မယ်ပေါ့နော်။သမီးရည်လေးညှစ်လိုက်မယ်။ကျွန်တော်တို့ငပီးရအတုံးထည့်ဖို့မေ့သွားလို့ဗျာရေဖြော်ထည့်လိုက်မယ်နော်။ Okay ။ပြီးရေနည်းနည်းဖြော်ထည့်လိုက်တယ်။သွားပြီးတော့တင်လိုက်ဖို့ပဲကျွန်တော်လေ။ဒီဘောလေးကိုတင်လိုက်မယ်ဆိုရင်ပြီးဆုံးသွားပါပြီ။ဘာမှလည်းမစားဒါလေးကိုဒီပေါ်တင်လိုက်မယ်ဆိုရင်ဘာလို့သေးလဲချစ်ရပေါ့အိုးနန်းနန်းပင်လေးပေါ်ကအုပ်
နည်းနည်းပေါ်အိုးလိုက်မယ်ဆိုရင် ready ဖြစ်ပါပြီဗျာတွေ့ရသားချက်ကပို့ပါတယ်တွေ့ရသူရဲ့ဘာဖြစ်တယ်ဝါပေါင်းဟင်းလေးကတော့ ready ဖြစ်သွားပါပြီဗျာအရှိမ2ခုဘာလို့ဖို့ကြံလဲဆိုတော့စားဖို့ကြံပါသေးရဲ့ဆိုတော့ထည့်လိုက်တော့မယ်ပူပူလေးရှိတော့ဗျာဟိုးတခုချင်းနေထည့်ရမယ်နော် slow motion လေးနဲ့ထည့်ချင်တာဟမ်အသားရပျော်ရုံနဲ့မဟုတ်ပြဲပါပြဲနေပျော်ပြဲတာအိုးအိုးပူလိုက်တာချစ်လုံးဝကြီးလို့အပူခံပြီးထည့်ပြရ Oh my god ရှိုးလိုက်အောင်မယ်ထဲရလေးချစ်အိုးမိုက်တယ်အသားတွေကပုံမပြောပဲ့ထွက်ကုန်လားရှုံးမနူးမုံနော်နူးတယ်မှာနူးခမ်းနေရောဟိုးရှဲပဲရှဲတိုက်ငခုလည်းပါရနော်ငခုကိုကောင်းလိုက်အသားတွေပါပဲ့ကြကုန်ပြီဒီတော့ပစုံလေးကိုရတာရင်မြည်ဆန်းလိုက်မယ်ဗျာအားမလုပ်သေးဘူးအိုးပူလိုက်တာပူတော့လေးကျွန်တော်အခွန်မစားရလွတ်ပြရမှာတမျိုးလို့တကယ်မိုက်နော်ရတာချိုစိမ့်ပြီးမှုေးခမ်းနေရောဗျာကလင်းဟယ်လိုဟာရန်ကုန်ကနေပြီးဧည့်သည်လာရတဲ့ပသိမ်ရောလာပါရှိရစားဖို့တောက်ဖို့ ready ပဲအဆင်းနေမယ်ဟာရောက်လာရွယ်မြန်လာရလားဆိုရန်ကုန်ကနေပြီးဒါကျွန်တော်အကိုရဲ့မိန်းမနေပသိမ်ကိုလာရပေါ့နော်ဘာလို့ဆိုဝါပေါင်းလေးချက်နေရဆိုပြီးတော့နိုင်ဝယ်တင်းကို husky နဲ့လာလို့မထင်ပါနဲ့ရောက်တာတော့ကြာပြီပေါ့နော်ဆိုဒါပေမဲ့ဝင်ဆွဲမယ်လေပထမကျွန်တော်အဆက်ဆိုတော့မစားသေးချင်ဘူးပေါ့ဒါပေမဲ့တအားကြီးမဆက်ဘူးမဆက်ရတော့ကိုစားလို့ရတယ်ဆိုကလေးရောစားမလားမီးချစ်စရာလေးလာပါမခုကောင်းလိုက်ဆွဲလိုက်တော့ဧည့်သည်ကိုဦးစားပေးရမှာပေါ့မျက်ရည်တော့နှစ်ဆက်ပေါ့စကူမပဇွန်ဆွဲဗျာမိမိလေးရောငါစားမလားမစားဘူးတဲ့ကျွန်တော်လည်းဆွဲပြီသွန်းတော့စမိုင်းတွေ့ပဲဆွဲမယ်3កောင်တော့ဆွဲရမိုက်တယ်ဟိမရှိသေးရဲ့ထပ်စားခြင်းအများကြီးရှိသေးရဲ့လို့ပဲကလေးမေဖြစ်ရတာကောင်းတယ်ဦးစားပေးရတယ်အိုးဘွားမှာဒီလိုကလေးကိုချီပြီးထမင်းစားရမလို့တစ်ခါမှမတွေးထားမိဘူးအိုးမိုက်တယ်ကွာဘယ်လိုနေရလားမိုက်တယ်အဲ့ဒါပဲလားကောင်းတယ်ပေါ့စိတ်စားတယ်တော့တူမာလေးပါငါဟုတ်ရှိုးဝါအသားရပြုတ်ထွက်ကုန်ဆွဲမယ်ဟဲ့မမီးကြာရင်မှလက်တွေပါကောက်ကနှှပ်ပြီးစားကုန်တော့မယ်စားလို့မရဘူးနော်တူဖက်အောက်ကကြည့်ကျွန်တော်ရဲ့ခေမာလေးနဲ့တော့ဆွဲလိုက်မယ်ဗျာကျွန်တော်ရဲ့ခေမာလေးတွေကျွန်တော်ရဲ့မကြီးမဟုတ်ဘူးလားဟုတ်သားပဲဝမ်းနဲ့ချက်စားတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒုံးနဲ့ချက်စားကြမလို့ပေါ့
မှာရထည့်အောင်မထည့်ရအောင်ပါထည့်မယ်တွဲနေတာတွဲငါအလိုများနဲ့မထည့်ပဲနေတာတော့ဘလောဘလောင်း အဲ့ဒါမစားဘူးဆိုတော့နည်းနည်းဆက် နည်းစားလားငါတော့ကလည်းမစားဘူး အဲ့ကြောင့်ထမတဲ့ ဘာရောက်နေမင်္ဂလာပါစားပြန်တခါတန်းဘူးမှုရိုက်ပါတခါဝင်လိုက်ကောင်းမလားမသိသူ့ရဲ့အရေးလေးကမိုက်တယ်လို့ပြောလို့ရတယ်ဝါးလေးနဲ့ချက်တော့ဝါးရတာတော့ပါဝါးလားမသိချိုးရပဲကလေးတော့ကားပြောတယ်နင်တို့နှစ်ယောက်လည်းစားနေတယ်ဆိုပြီးစိတ်ဆိုးမှတော့ဘေးနာကတော့အစားနေရပါတော့ကျွန်တော်ကမြင်တယ်သမင်းကျွန်တော်ထည့်တာဟာစတာသမင်းဆိုကျွန်တော်ပုံမှန်ဆို2လုံး3လုံးလောက်စားရင်ကုန်တယ်ဗျာအဲသူ့ကိုနည်းနည်းလေးစောင့်ပြီးစားတော့ဗီဒီယိုနည်းနည်းရှည်သွားမှလည်းဆိုတယ်ကျွန်တော်သမင်းကတော့ထပ်ယူမှာထပ်ဆွဲအောင်မှာဟင်းလည်းကြံနေရဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲခင်ဗျာတက်တာလေးပြပြပါဦးတက်တာ